တဲ့ပစ္စည်းကိုကြိုက်တယ်ပေါ်တော့နေကြနည်းနည်းလေးပေါ့ခင်ဗျားနည်းနည်းလေးထင်ကောင်းစပါအဲ့လိုဆန်းနေတော့သူရဲ့ taste ကလောပါရှင်အဲ့လိုမျိုးဟိုမှာတော့ဘိုင်းပေါ်မှာတွေ့ရအပြင်မှာတော့မတွေ့ဘူးပါမွန်အိမ်လေးမွန်နေရဲ့အိမ်လေးပါလေဆိုရင်လေဟိုမှာတော့သူတို့ကျွန်းနေအဲ့လိုမျိုးတမလန်းနေနဲ့စောက်ထားလေကျန်းကင်းနေဆိုရင်လေလာသူကအပေါ်ကနေအဲ့ဒါပေါ့လစ်ကလေးတိုက်ထားတော့ကွယ်မွန်နေကတအားပန့်ရှင်လေးလောက်တာသူတို့ကျန်းကင်းဆိုရင်လေနေတိုင်းသူကလေတန့်ရှင်းတကယ်စီးလဲတယ်ကျန်းတိုက်တယ်လို့တော့လေမှန်အောင်ကြည့်လို့ရတယ်ဒီမှာလက်နေရတယ်အဲ့လိုမျိုးအားသဘောကျအေးမှာပေါ့အေးနေရောပေါ့ဒီမှာကျွန်းတကမျိုးတော့ကြာပါပြီဟုတ်လားအဲ့တော့မင်းတူမြင်ကိုမြင်ဘူးလားပြောပြတာပါဘလို့အုတ်သေးပါတဲ့အိမ်ထက်လေအဲ့လိုကျွန်းနဲ့တက်ပြီးတော့အားကြိုက် Hello 09မင်္ဂလာပါဂရင်နေဆိုလဲအဲ့တိုင်းပဲမြင်နေကြည့်ကြလာအောင်ဘယ်လိုမျိုးဂရင်နေထိုင်လဲစက်ကားဂရင်တော့ဒါဂရင်တော့တားကြိုက်မတူဘူးနော်ရတာအိမ်မှာဆိုရှိရလေမင်းတို့အဲ့ဒါဘာဂရင်မှမကြည့်ဘူးတတားဂရင်ဘာဂရင်မှမကြည့်အဲ့ဂရင်ကိုလူကြအိမ်မှာညီမ3ယောက်ရှိတယ်အိမ်မှာညီမ3ယောက်ရှိအဲ့ဂရင်နဲ့အိတ်ချင်လို့လူကြဂရင်ကအဲ့ဂရင်ကြီးကတစ်လုံးပဲရှိကျွန်းကတော့ကြံနေပြီကျွန်းကြံနေလေမကြံတာပါ